ဖုန်းတွေမှာ internet wifi line ဆွဲအောင်မကောင်းတော့ရင် internet wifi line ဆွဲအောင်ကောင်းအောင်ဘယ်လိုပြန်လုပ်ရမလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြပြပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကစတင်ထဲကိုဝင်ပေးရပါမယ်စတင်ထဲကိုဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာ system update ဆိုတာရှိပါတယ်အဲ့ဒီထဲဝင်ပေးရပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ backup reset ဆိုတာရှိပါတယ်အဲ့ဒီထဲဝင်ပေးရပါမယ်ပြီးလို့ရှိရင်တော့အောက်မှာကျွန်တော်တို့က reset ဖုန်းဆိုတာရှိပါတယ်နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာအပေါ်ဆုံးမှာရှိတဲ့ reset network and bluetooth setting ဆိုတာကိုကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ်ဒီအောက်ကအကောင့်တွေကိုတော့တော်ပြီးနှိပ်လို့ရမှာမဟုတ်ပါဘူးအဓိကအပြင်ကျွန်တော်တို့ကဒီမှာ reset all data ကိုမနှိပ်ရပါဘူးเนาะ reset all data ကိုနှိပ်ရင်ဖုန်းမှာရှိတဲ့ဟာတွေအကုန်လုံးပြတ်ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ internet wifi line ဆွဲရမကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က reset network and bluetooth setting ဆိုတာကိုနှိပ်ပေးရပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ reset ဆိုတာကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းက internet wifi ကိုပုံမှန်ပြန်လဲပြီးတော့အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်တကယ်လို့အဲ့လိုမျိုးရှာပြီးမတွေ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါ်ကရှာစပါလေးမှာ reset ဆိုပြီးတော့ရေးရှာပေးလိုက်ပါ reset ဆိုပြီးရေးလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာ reset network and bluetooth setting ဆိုလေးပေါ်လာပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကအသုံးပြုရမှာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျအားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကတော့ mobile center ကစုံမတဲ့မှာဖြစ်ပါတယ်ဗျ